မူရင်းပုံကိုမပြတ်စေပဲ AI နဲ့ quality ကောင်းတဲ့ဓာတ်ပုံတစ်ပုံကိုကျွန်တော်တို့ပြင်ကြည့်အပေါင်းလက္ခဏာသင်္ကေတကိုဖိနှိပ်ပြီးကိုပြောင်းလဲခြင်းတဲ့ဓာတ်ပုံကို upload တင်ပေးပါ Gemini AI ကိုအသုံးပြုမှာဖြစ်တဲ့အတွက် Gemini AI အကောင့်တစ်ခုရှိဖို့တော့လိုပါတယ်မူရင်းပုံကိုပဲပို့ပြီးထင်ရှားကြည်လင်အောင်လုပ်ချင်တာဖြစ်တဲ့အတွက် prompt တွေအများကြီးရေးဖို့မလိုအပ်ပါဘူးအဓိကက enhance ဆိုတဲ့စကားလုံးလေးကိုသုံးတတ်ဖို့ပဲလိုပါတယ်အခုဖော်ပြထားတဲ့ prompt ကိုဓာတ်ရိုက်ကူးယူအသုံးပြုလို့လည်းရသလိုမြန်မာလိုလည်းအသုံးပြုလို့ရပါတယ်အခု AI ထုတ်ပေးလိုက်တဲ့ပုံကမူရင်းပုံတဲ့ quality ပိုကောင်းတယ်ဆိုပေမဲ့ကျွန်တော်လိုချင်တဲ့ပုံစံမျိုးမဟုတ်ပဲပြောင်းလဲနေတာကိုတွေ့ရပါတယ်ဒါကြောင့်မူရင်းပုံကိုတေချာပြန်ကြည့်ပြီးထက်စူးစမ်းပေးပါဦးလို့ AI ကိုကျွန်တော် prompt ပြောင်းပြီးထက်ရိုက်ပါတယ်ဒီစာလေးနှစ်ကြောင်းနဲ့ပဲကျွန်တော်တို့လိုချင်တဲ့မူရင်းပုံစံမပြတ်ပဲ quality ပိုကောင်းတဲ့ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံတွေကိုကျွန်တော်တို့ AI နဲ့ဖန်တီးထုတ်ယူလို့ရရှိနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်